အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့စွမ်းရည်ကိုစီပုံမြင်ကိုတရုတ်ဖော်မဲ့ STG503 ဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စွမ်းရည်ကိုစီပုံမြင်တဲ့ကမြောက်နေရာနဲ့တရုတ်ဆောင်ထားတဲ့ STG5014 ပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျ။ကျွန်တော်ကတော့စွမ်းရည်ကိုစီပုံမြင်တဲ့ကစင်တရုတ်ဆောင်ထားတဲ့ STG517 ဖြစ်ပါတယ်ခင်ဗျ။အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့စွမ်းရည်ကိုစီပုံပြင်ထက်က sequence ဖြစ်တည်ဆောင်ထားတဲ့ S3G501 ဖြစ်ပါတယ်ရှင်ဟိုးရှိတုန်းကပေါ့ကွယ်တောအုပ်ကြီးတစ်ခုထဲမှာပညာရှိစီကွက်ကြီးတစ်ကောင်နေထိုင်တဲ့တရိษံနေချင်းညင်းပွားကြတဲ့ခါတိုင်းအဲ့ဒီပညာရှိစီကွက်အဆုံးဖြတ်ကိုနာခံလေးရှိကြတယ်တနေ့မှာတော့စင်တကောင်ကမြောက်တကောင်ကိုငါကတစ်ပစ်နေကိုချိုးလိုက်တယ်တုံးကြီးတွေကိုလည်းစွမ်းရတယ်အဲ့ဒါကြောင့်ငါခန္ဓာကိုကြီးမားပြီးခွန်အားကြီးကြတော့အရင်အသုံးဝင်တယ်ဆိုပြီးပြောတဲ့မြောက်ကလည်းကျုပ်ကဘေးပင်မဆိုဘလောက်မြင့်လွယ်ကူမြန်ဆန်တက်နိုင်တယ်ဒါကြောင့်ခန္ဓာကိုယ်တင်းငယ်ပေါ်ပါသူကခန္ဓာကိုယ်ကြီးမားပြီးခုံအားကောင်းတဲ့သူထက်ပိုပြီးအသုံးကြတယ်ကွဆိုပြီးအားကြမခံပြန်ပြောတာပေါ့အဲ့လိုနဲ့အငင်းခုန်ဖြစ်ကြရင်အဆုံးဖြတ်ခံယူဖို့အတွက်ပညာရှိစီကွက်စီကိုတွားကြတယ်ပညာရှိစီကွက်စီကိုရောက်တဲ့အခါမှာအငင်းပွားပုံကိုပြောပြပြီးတဲ့နောက်စီကွက်ခင်ဗျာကျွန်တော်နှစ်ဦးမှာဘယ်သူကဟိုအသုံးကြတယ်ဆိုတာစူဖက်ပေးပါခင်ဗျာအဲ့လိုပြောတဲ့ဇီးကွက်ကသူနေတဲ့တစ်ပင်နဲ့မနီမဝေးမှာရှိတဲ့ချောင်းညွန်ပြပြီးမင်းတို့နှစ်ယောက်လုံးအချောင်းကိုဖြက်ကူပါချောင်းတစ်ဖက်ကမှအပင်ကြီးတစ်ပင်ကိုတွေ့ပါလိမ့်မယ်အဲ့အပင်ကအတီးကိုခူးယူခဲ့ကြပါဇီးကွက်ကအဲ့လိုပြောတော့ဆင်းကြီးကအဲ့တစ်ပင်နဲ့ကျွန်တော်တို့ပြဿနာဘလို့သက်ဆိုင်ပါတလဲလို့ပြန်မေးပါတယ်ဇီးကွက်ကဆိုင်တာပေါ့ငါခိုင်းတဲ့အတိုင်းတာလောက်ခဲ့ကြလို့ပြောလိုက်တယ်ဆင်းနေမြောက်တို့ကဇီးကွက်ညွန်ပြတဲ့ချောင်းသွားကြတယ်မြောက်ကချောင်းကိုတခါမှမကူးဖူးတဲ့အပြင်ချောင်းရဲ့အသိမ်နက်ကိုလည်းမသိရကြအောင်ချောင်းမကူးရဲဘူးပေါ့ဆင်ကြီးကအဲ့ခန္ဓာကိုယ်နဲ့အဆောင်ကိုမသိရတော့အဲ့ချောင်းမကူးရဲရင်အကျုံးကိုမတက်လိုက်အဲ့လိုပြောပြီးမြောက်ကိုကြောကုန်းမော်တင်ပြီးတော့တခြားတစ်ဖက်ကကူးပါတယ်နောက်ဆုံးမှာတော့တစ်ဖက်ကမှာရှိတဲ့တစ်ပင်ကြီးစီကိုရောက်သွားတယ်တစ်ဖက်ကမှာရှိတဲ့တစ်ပင်ကြီးကလုံးပလဲကြီးရဲ့မြင်လဲမြင်တယ်အသီးရလည်းထိတ်ဖျားမှာရှိရဲ့အတွက်ရှိရဲ့ဒါကြောင့်စင်ကြီးကအသီးကိုလှမ်းခူးဖို့လည်းမမီအပင်ကြီးကိုလဲချဖို့ကလည်းမဖြစ်နိုင်အပင်ပုံလည်းမတတ်နိုင်တော့ငေးမိုင်နေတာပေါ့အဲ့အခါမှာမြောက်ကကြွားဟွာလိုတဲ့အမူအရာနဲ့ရိုးစင်ကြီးခမရခနာကိုနဲ့ခုံအားတွေကဒီနေရာမှာအသုံးဝင်ဘူးဒီကိစ္စမှာကြောက်ရက်ပေါ်ပါဖြက်လက်တာအသုံးကြတယ်အတီးကိုကြောက်ခူးမယ်ဟဲ့အဲ့လိုပြောပြီးတော့တစ်ပင်မုံလင်းလင်းမြမြတက်ပြီးအတီးကိုခူးတယ်ပြီးတော့နှစ်ယောက်သားဇီးကွက်စီကိုပြန်လာကြတယ်ဇီးကွက်စီကိုရောက်တဲ့အခါမှာစင်နေမြောက်ကတင်ပညာချီဇီးကွက်တင်လိုချိတဲ့တတိကိုခွေပြီးပါမယ်ကျွန်တော်တို့ရဲ့ပြဿနာကိုဆုံးဖြတ်ပေးပါတော့လို့ပြောတယ်အဲ့တော့ဇီးကွက်ကတို့ပြဿနာအတွက်အဖြေကိုမင်းတို့ကိုယ်တိုင်ရှာတွေ့ပြီးပြီဖြစ်တယ်လို့ပြောတယ်အဲ့တော့စင်းနေမြောက်ကဘလို့ရှာပြီးဖြစ်တာလဲလို့မေးရပေါ့အဲ့အခါမှာဇီးကွက်ကခွန်အားကြီးမားတဲ့စင်မပိုင်ရင်မြောက်ကချောင်းကိုကူးနိုင်မှာမဟုတ်ဘူးပေါ့ပါပြီးအပင်တက်တာအတီးခူးတာမှာတော်တဲ့မြောက်မပိုင်ရင်အတီးကိုစင်ကြီးကခူးနိုင်မှာမဟုတ်ဘူးတတဝါတိုင်းမှာအရေးအချင်းတွေသူ့နေရာနဲ့သူ့အတုံးကြတာပဲတယောက်မှမရှိတဲ့အရေးအချင်းကိုရှိသူကဖြစ်ဆက်ကူညီလိုက်ရင်အရာကိုပြီးမြောက်အောင်မြင်နိုင်တယ်ဆိုတာကိုမင်းတို့လက်တွေ့ပဲသိမြင်ခံစားခဲ့ကြရပြီမဟုတ်လားငင်းနေမဲ့အစားညညညညနဲ့ပူပေါင်းဆောင်ရွက်ရင်အရာကိုစွမ်းဆောင်အောင်မြင်နိုင်တယ်မဟုတ်လားဆိုပြီးဆုံးမလိုက်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျမတို့အဖွဲ့သူအဖွဲ့သားများကအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်